Hello အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ကွက်စာလေးကိုဘယ်လိုထုတ်ရမလဲဆိုတာလေးကိုပြောပြချင်ပါတယ်အားလုံးပဲစိတ်ဝင်စားမယ်ဆိုရင်ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးပါနော်ဒါဆိုမှဒီကွက်စာကိုထုတ်ရအောင်မယ်ဆိုတဲ့အခါမှာ customer ရဲ့ image design ပုံမှန်မူတည်တာပေါ့နော်ပုံမှန်မောင်းကောင်းစွန်းလို့ရတဲ့ image design လေးပင်ကအနေထားဖြစ်မဲ့ဟာဆိုရင်မတော်အနောက်မှာဖောက်စရာမလိုဘူးဒါပေမဲ့ customer ရဲ့ image design ပုံမှန်မူတည်ပြီးတော့လည်းပင် CC လေးဥပမာ3လက်မနဲ့20 3လက်မခွဲဖောက်ထားတာဆိုရင်မောင်းရဲ့ကောင်းကားဆွလို့ရမှာမဟုတ်ဘူးဒါမျိုးဆိုရင်မတော်အနောက်ဖက်ချမ်းမှာ zip ထဲနေရာမှာအပေါ်ကို2လက်မခွဲမဟုတ်ရင်3လက်မလောက်တော့မတော်အမြင်အပေါက်ထားတယ်အဲ့ဆိုရင်ဒီလိုမျိုးပေါ့ဒီလိုမျိုးဒါနောက်ချမ်းဒါမှစစ်တော့တက်ပြီးပြီဒီလိုမျိုးအနောက်ဖက်ချမ်းပေါ်မှာမောင်းဒါအခုဆိုရင်ဒါအများကြီးမလို့ပေါ့နော်နှစ်လက်မလောက်ပဲမှာဖောက်ထားတယ်ဒါကတော့ပုံမှန်ပုံသေးလားဆိုတာမဟုတ်ဘူးတချို့ကနှစ်လက်မခွဲနှစ်လက်မသုံးလက်မထိပေါ့နော်အဲ့ဒါဖောက်လို့ရတယ်ဒါဆိုတော့အခုမှကနှစ်လက်မခွဲလောက်ဖောက်ထားတယ်ဒါဆိုဒီပြာမှာမောင်းကွက်စာကိုချုပ်ထည့်ရအောင်မယ်ဒါဆိုကွက်စာကိုဘယ်လိုချုပ်ထည့်ရမလဲဆိုတာကိုငါကပြောပြချင်ပါတယ်ဒါကတော့ရှီချမ်းရဲ့ကွက်စာလေးဖြစ်ပါတယ်နောက်ချမ်းရဲ့ကွက်စာကတော့ဒါတကယ်ဆိုရင်တစ်ဆက်တည်းကောင်းစလို့ရတဲ့အနေထားဆိုတော့ဒါတစ်ဆက်တည်းနဲ့ကွက်စာလို့ရမှာဖြစ်တယ်ဒါပေမဲ့ခုကတော့မောင်းဒီမှာဖောက်ထားတယ်ဆိုတော့ဒီနေရာမှာတချမ်းစီဖြစ်သွားတယ်အဲ့ဒီတချမ်းစီကိုမတို့ဒီချုပ်ရိုးတွေဒီအနာစာလေးတွေမပေါ်ဘလို့ချုပ်ထည့်ရမလဲဆိုတော့ကိုမပြချင်ပါတယ်အားလုံးပဲလိုက်ကြည့်အောင်မတို့ကွက်စာကိုတတ်တော့မှာဖြစ်တယ်ကွက်စာတတ်တော့မယ်ဆိုရင်ဒီအလှဖက်သူဒီကွက်စာလည်းအလှနဲ့မတို့ပူမှာဖြစ်တယ်ဒီလိုလေးပူထားမှာဖြစ်မယ်အဲ့ဆိုရင်ဒါမှပဲမတို့ဒီကွက်စာကိုသွားချုပ်တဲ့အခါမှာသူကအထဲမှာလဲရင်းနဲ့ဒီလိုလေးချိုးတာကအထဲမှာဝင်သွားမှာဖြစ်တယ်ဒါဆိုမတို့ကွက်စာကိုစချုပ်တော့မယ်ဆိုရင်ဒီမှာခုနကမတို့ဇစ်တက်တဲ့နေရာလေးနော်ဒီဟာလေးဇစ်စာအတွက်ခြံထားတာရှိရနော်တကယ်လို့မတို့ဒီဟာကိုဒီတိုင်းပဲသွားချုပ်မယ်ဆိုရင်ဒီဟာပေါ်နေတာပေါ့မတို့ဒီအဓိကဒီဟာလေးမပေါ်ချင်တာလေနော်ဒါဆိုရင်မတို့ဒါဘယ်လိုလုပ်မလဲဆိုတော့ဒီအစအကျန်နေတာနော်ပိတ်စာမတို့ဇစ်စာအတွက်ခြံထားတာကိုဒီဘက်မှာအလှဘက်ကိုမတို့ကဒီလိုလေးပြောင်းပြန်လေးလာလိုက်တယ်ပြီးတော့ဒီကွက်စာလေးကိုမတို့လာထပ်လိုက်တယ်ဒါတွေကလည်းသူကအောက်ကိုဒီလိုရွှဲဒီလိုဆောင်းတာတော့မဖြစ်ရဘူးလုံးဝတင်ရင်တွင်းထက်ဖြစ်ရမယ်ပြီးတော့မဒါလေးနဲ့လာပူသွဲမယ်ပြီးတော့အမှကွက်စာခွက်တဲ့ခါမှာတခုတတိထားမှာကဒီဘက်မှာလည်းပူလာလူလာမဖြစ်ရဘူးဒီမှာလည်းပူလာလူလာတကယ်လို့ဒီမှာမတို့ပူမယ်ဆိုရင်ဒါပြန်ဖြတ်ထုတ်မှာပေါ့နော်ဒါကတော့လုံးဝကွက်တိဖြစ်နေရမှာဒါပေမဲ့ခုမှလုံးလုံးဆက်အရင်ချုပ်လိုက်မယ်ချုပ်ပြီးမှပဲမတို့ fitting ပြင်ချမယ်ပေါ့နော်ဒါဆိုရင်ခုမှအရင်ဆုံးစားချုပ်လိုက်မယ်စားချုပ်တဲ့ခါမှာဒါလေးကိုအခုမှဒီစစ်နေရာမှတ်တမ်းနေရာကိုမှတို့လေးနောက်ဖက်ကိုလန်လိုက်တယ်လန်ပြီးတော့ဒီကွက်စာလေးကိုသွားထပ်လိုက်တယ်ထပ်ပြီးတော့ကိုမတို့ကချုပ်စာဘယ်လောက်နဲ့ချုပ်လာမလဲဆိုရင်ဒီအတွင်းပိုင်းနေဆိုရင်တော့3စိတ်နဲ့အများကြီးချုပ်လာမယ်နော်3စိတ်နဲ့တကယ်လို့အစားချုပ်နေတဲ့သူဆိုရင်ဒါလက်ရတယ်လက်မဖြောက်မှလို့ဆိုရင်လည်းဆိုရင်နှစ်ခဲလေးနဲ့အရင်ထပ်ပေးလို့ရတယ်နော်ဒီလိုဆိုရင်တော့ဒါကချီလေးနဲ့ကိုက်ပြလိုက်ပါမယ်ကချီနဲ့တောက်တဲ့ခါမှာဒီချီရောတော့မထိရဘူးနော်ဒါဆိုတော့လန်လိုက်မယ်ဆိုရင်ဒီလိုနေထားလေးရသွားပါပြီခုနကဒီကွက်စာမှာအငွေးလေးထွက်နေတာကအထက်ကိုဝင်သွားပါပြီโอเคအားလုံးပဲ bye bye